နေမှုဤစဉ်အိတ်ချင်းတော့နေမှုဤစဉ်အိတ်ချင်းတော့စစ်ရောဤစဉ်အာကောင်းတော့စစ်ရောဤစဉ်အာကောင်းတော့ယူဝဤဆိုလို့ရှင်အာနေတော့ပေါ့ဒါအဲ့ဒီတည်းနောက်က run shoe ဆိုတာလေ့ကျင့်ကံပေါ့နော် run shoe ဆိုတာလေ့ကျင့်ကံ run shoe ကို run shoe ဆိုတာ noun ပေါ့နော်ရှိမဆိုတဲ့ဟာဒီကမစင် run shoe ရှိမစင် verb ဖြစ်သွားပြီ run shoe ရှိမလေ့ကျင့်ကံလုပ်သည် run shoe ရှိမစင်လေ့ကျင့်ကံလုပ်သည်နောက်ကကြောင့် garufu စင် golf ပေါ့နော် golf ပေါ့နော် golf ရိုက်တဲ့ဟုတ်ပြီနော် garufu ကိုရှိမစင် golf ရိုက်သည်နောက်က sumo ဆိုတာနပန်းကွာဂျပန်နပန်းပေါ့နော်အဲ့ဒါကိုစုမှုရှိမှဆိုရင်စုမှုကျင်းပသည်ပေါ့ဂျပန်နိုင်ငံဝဲကျင်းပသည်လည်းမတုံးလို့ရတယ်။ဥချဆိုလို့ရှိရင်ကျတော့ဂျပန်ယူကလက်ဖိတ်ပညာဥချဆိုရင်ဂျပန်ယူကလက်ဖိတ်ပညာနောက်ခုကဟိဆိုရင်နေရဟိဆိုရင်နေရဒါတော့သိပါတယ်ဟိနောက်ကကျတော့ချောရှိဆိုရင်အခြေအနေနောက်ခုကအနေထားချောရှိဆိုတာအခြေအနေပေါ့ကိစ္စတစ်ခုဖြစ်ပြီးဆိုရင်ချောရှိဆိုရင်အခြေအနေကြည်တာတော့ဘာလို့ဆိုရင်အဲ့ဒါကိုချောရှိလို့ခေါ်တယ်ချောရှိနောက်ကတစ်ချိန်လို့ပြောမယ်ဆိုလို့ရှိရင် ichido ဆိုတာတက်ကွာဒိုဆိုတာချိန် ichido ဆိုရင်တစ်ချိန်နောက်က ichido mo ဆိုလို့ရှိရင် ichido mo ဆိုရင်တစ်ချိန်မှတောင်းတစ်ချိန်မှတောင်းတစ်ချိန်မှတောင်းတစ်ခါမှအဲ့ဒါမျိုးဆိုရင် ichido mo ဆိုလို့ရှိရင်အငင်းမှတွေ့တော့တယ် ichido mo ဆိုရင်တစ်ချိန် ichido mo ဆိုရင်တစ်ချိန်မှnever ဘယ်တော့မှမလုပ်ဘူးအဲ့လိုမျိုးဆိုရင် ichido mo ရဲ့အနောက်မှာဆိုရင်အငင်းလိုက်တယ်ပြီးတော့ကျတော့ဒန်ဆိုတာကတဖြည်းဖြည်းဒန်ဆိုတာတဖြည်းဖြည်းမိုးစုမှုဆိုရင်မကြမီနောက်ကဥစားခဲစားမတဲ့โอคาခဲစားမတဲ့ဆိုတာကကျေးဇူးကြောင့်ပေါ့တယောက်ကကွာနေကောင်းလာပါညာဆိုရင်โอคาခဲစားမတဲ့ဒါတော့သူတို့ရဲ့ယဉ်ကျေးမှုတုံးပေါ့နော်โอคาခဲစားမတဲ့ကျေးဇူးကြောင့်နေကောင်းပါတယ်ပေါ့အဲ့လိုမျိုးတုံးတာပေါ့နော်နောက်က demo ဆိုလို့ရှိရင်ခိုင်မဲ့ဘယ်လိုတုံးလဲနောက်က campaign ဆိုရင်ချီယာပေါ့အဲ့ဒါဆိုရင်ချီယာလို့တော့သူတို့ဂျပန်မှာဆိုရင်တော့ campaign ပေါ့နောက်က diet ဆိုရင် diet လုပ်တယ်ပေါ့ဒါကတော့ဒီအင်္ဂလိပ်ဆိုရင် diet လုပ်တယ်ဒီမှာဆိုရင်လေ diet ကိုရှိမှဆိုရင်diet လုပ်တယ်အစီချတယ်ဝေးချတယ် diet လုပ်တယ်တူတူပဲတုံးလို့ရတယ်နောက်က morina ဆိုရင်သူကမိုရီနာရဲ့အဲ့ဒီပဲမဖြစ်နိုင်တော့ပေါ့နာဆိုတော့ဒါအကြည့်တဲ့မဖြစ်နိုင်တော့မိုရီနာဆိုရင်မဖြစ်နိုင်တော့အလွန်ကျူးလို့လည်းတုံးလို့ရတယ်အလွန်ကျူးဆိုတာမဖြစ်နိုင်တာကိုတုံးတာပဲလေအဲ့ဆိုမိုရီနာဆိုရင်မဖြစ်နိုင်တော့နောက်ခုကကြတော့ခါရာနီအီပေါ့ခန္ဓာကိုယ်အတွက်ကောင်းတယ်ဆိုလို့ခါရာနီအီအဲ့လိုမျိုးတုံးတယ်ကွာခါရာနီဝါရူအီခန္ဓာကိုယ်အတွက်ကောင်းတယ်ခါရနီဝါရိစင်ခန္ဓာကိုယ်တက်မကောင်းအင်းနဲ့ဝါရိအလုပ်တုံးတာပါဒါတော့အဖိုင်မှာရှိရဲ့အခန်း19ရဲ့ကိုတိုဘာပေါ့နော်ကိုတိုဘာတွေကိုပြောပြနေရဖြစ်ပါတယ်ကိုတိုဘာတွေကိုနည်းနည်းလွယ်လွယ်နဲ့မှတ်လို့ရအောင်လို့ပြပြပေးနေရပါတော့နိုဘိုဒီမစင်တက်တီ